Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါအသီးရွက်စုံထည့်ပြီးကြော်တဲ့ကြာစံလေးကြော်စားပြပါတယ်ရှင်ပထမဆုံးကြာစံကိုရေစိမ်ထားပါမယ်ပြီးရင်တော့ကိုထဲမဲ့အသီးရွက်တွေကိုလိုလိုပုံစံလေးလှီထားမယ်ပေါ့နော်ကျမကတော့ဥနီထည့်ပါတယ်ရှင်ပြီးရင်ဥနီကိုခပ်ပါလေးတွေလှီထားပါမယ်ပြီးရင်တော့ကြာစံကြော်မှာမရှိမဖြစ်လိုအပ်တာကတော့ကော်ဖီပေါ့နော်ကော်ဖီကိုကျတော့နုံလေးတွေမလီပဲနဲ့နည်းနည်းကြီးလေးလှီထားပါမယ်ပြီးရင်ကြက်ဥကြော်မယ်ပထမဆုံးဒဲတဲ့ကိုစီထည့်ပြီးတော့ကြက်ဥအရင်ဆုံးကြော်ထားပါမယ်ကြက်ဥလေးကြက်ပြီးဆိုလို့ရှိရင်တော့ဆယ်ပြီးတော့ကတိလေးနဲ့ညှက်ထားမယ်ပေါ့နော်ပြီးရင်တော့စနုံးနည်းနည်းထည့်မယ်ကြက်သွန်ပြူလေးတွေကိုထည့်လိုက်ပါမယ်ကြက်သွန်ပြူလေးနည်းနည်းကြော်လာပြီဆိုလို့ရှိရင်တော့ကြက်သားနှုတ်ဆင်ထားတာအရသာနဲ့ထားပြီးသားเนาะဒါလေးကကြက်သားနှုတ်ဆင်ထားတဲ့ဟာလေးကိုထည့်လိုက်ပါမယ်ဒီကြမှာကြက်သားမသုံးမဲ့ဝက်သားသုံးလည်းရပါတယ်ကိုကြိုက်တဲ့အသားသုံးလို့ရပါတယ်ပြီးရင်တော့ဆောနာလီထားတဲ့အရွက်တွေထည့်ပါမယ်အရွက်နဲ့အသားတွေကိုရောမွေပြီးတော့နည်းနည်းလေးကြက်လောင်ထိကြောလိုက်ပါမယ်ရှင်ပြီးတော့ငပြားကြီးနည်းနည်းထည့်မယ်ဒီလိုအရွက်လေးလည်းနွန်းလာပြီဆိုလို့ရှိရင်တော့စိမ်ထားတဲ့ကြာစံကိုထည့်ပါမယ်ကျမသုံးထားတဲ့ကြာစံကနည်းနည်းမာတဲ့အတွက်ကြောင့်မလို့ရေနည်းနည်းထည့်ဖို့လိုပါတယ်နော်ပြီးရင်တော့ပဲငပြားရေးအနောက်လေးနည်းနည်းပဲထည့်ပါတယ်ဒီညမှာပဲငပြားရေးမထည့်လည်းရတယ်ပေါ့နော်အဓိကအရောင်အတွက်ပဲထည့်လိုက်တာပါရှင်ပြီးရင်တော့ကြော်ပြီးညှက်ထားတဲ့ကြက်ဥလေးပါထည့်လိုက်ပါတယ်ဒါဆိုရင်တော့ရပါပြီကြည့်ရှုအားပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်